ကမ္ဘာ MMA သမိုင်းမှာဘယ်သူမှမလုပ်နိုင်ခဲ့တဲ့စံချိန်ကြီးကိုတင်ပြီးတော့ထိတ်ဆုံးမှတင်ကျိုးဝိုင်းကိုနှုတ်ဆက်သွားတဲ့သမိုင်းဝင်ဘုရင်တစ်ပါးဟုတ်ပါလေဒီနေ့ဘန်ကောက်မြို့လုံပန်နီကွင်းမှာကျင်းပခဲ့တဲ့မာလီကင်နဲ့အိုမာဂိန်းတို့ပွဲမှာမာလီကင်ကတော့ကပတ်ကိုပြန်သိမ်းခဲ့ပြီးအိုမာဂိန်းကိုစတုထအချီမှာတင်အလဲထိုးနဲ့ပွဲသိမ်းခဲ့ရပါတယ်သူလက်လွတ်ခဲ့တဲ့ heavyweight ကပတ်ကိုလည်းပြန်လဲသိမ်းပိုက်သွားတဲ့အတွက်မာလီကင်ဟာဝိတ်တန်း3နိုင်ရဲ့ချန်ပီယံကြီးဖြစ်သွားပါလိမ့်ချန်ပီယံကြီးဖြစ်တဲ့တာနဲ့အတူအားသင့်စွာပဲမာရှယ်အာร์ตလောကကနေတရားဝင်အနားယူသွားခဲ့ပြီးဖြစ်ပါလိမ့်ဒါပေမဲ့ပွဲပြီးမှာတော့ကျိုးဝိုင်းတွင်ကြီးကျယ်ထိုးပွဲတွေဖြစ်ခဲ့လို့ပြိတ္တတွေစူညံသွားပါလိမ့်လောချိုကြီးနဲ့တော့မှဝင်တားပါလေသူ့ဘွဲ့အမြင့်ဆုံးအထွတ်ထိပ်နေရာမှာလက်အိတ်ချွတ်သွားခဲ့တဲ့မာလီကင်ရဲ့အနာဂတ်ကရောဘလို့ဖြစ်လာမလဲလက်လက်သွားခဲ့တဲ့ကမ္ဘာချန်ပီယံကမ္ဘာ3ခုရဲ့ကံကြမ္မာကရောဘယ်လိုဖြစ်လာမလဲဒီဗီဒီယိုမှာအသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့မေလ15ရက်နေ့ဘန်ကောက်မြို့လုံပန်နီကွင်းမှာကျင်းပခဲ့တဲ့မာလီကင်နဲ့ရူရူတို့ရဲ့မချေပွဲမှာမာလီကင်ကရူရူကိုစတုဒ္ဒချီမှာအလဲထိုးပြီး heavyweight ကပတ်ကိုပြန်လဲသိမ်းပိုက်သွားပြီဖြစ်ပါတယ်တကယ်တော့ရူရူဆိုတာကမာလီကင်ထက်အကောင်ကြီးတယ်ဝိတ်ကလည်းနည်းနည်းပိုပြီးတော့ကြီးတယ်ဆိုပေမဲ့သူ့မှာထိုးလုံးထိုးကွက်လောက်ကမာလီကင်ကိုဘလို့မှမမီနိုင်ပါဘူးမြန်မာပြည်သက်တွေအချစ်တော်အနာတိုလီအလီမာလီကင်ကတော့ရူရူကိုသူ့အနေနဲ့ရေပုံရေကန်းထိုးဖို့ရည်ရွယ်ခဲ့ပေမဲ့လေးကြီးမှနဲ့ပွဲသိမ်းသွားပါတယ်မာလီကင်ဟာစတုဒ္ဒချီမှာမြန်ဆန်လွန်လာတဲ့လက်သီးချက်ပေါင်းများစွာနဲ့ထိထိရောက်ထိုးသတ်နိုင်ခဲ့ပြီးရူရူကိုဒိုင်ပွဲရက်နဲ့ကိုအနိုင်ယူခဲ့ပါတယ်ဒီနိုင်ပွဲကြောင့်မာလီကင်ဟာ heavyweight light heavyweight နဲ့ middleweight 3ခုလုံးရဲ့ကမ္ဘာချန်ပီယံဖြစ်ထပ်မံစံချိန်တင်နိုင်ခဲ့လို့ဘောနက်စုကျေဒေါ်လာ3သိန်းမှာရရှိခဲ့ပါတယ်။ပွဲပြီးရူလဲကျသွားတဲ့မှာမာလီကင်ကကန်ကြောင်းမှုတရားဖြစ်သွားခဲ့တဲ့အတွက်နှစ်ဖက်အဖွဲ့သားတွေကကြိုးဝိုင်းချင်းတက်လာပြီးထိုးပွဲဖြစ်ခဲ့ပါတယ်။စူညံပလောရိုက်သွားပါတယ်။ဒါနဲ့လုံခြုံရေးတွေကဝိုင်းဝန်းထိန်းသိမ်းခဲ့ရပါတယ်။ပွဲပြီးနောက်ပြီးမှတော့မာလီကင်ကပရိသတ်ကိုအားသိပြီးသူ့ရဲ့ MMA လောကကစားသမားဘဝကနေအပြီးတိုင်အနားယူပြီးဖြစ်ကြောင်းတရားဝင်ကြေညာသွားပြီပဲဖြစ်ပါတယ်။အနာတိုလီမာလီကင်ရဲ့ကစားသမားဘဝဟာမာရှယ်အာร์ตသမိုင်းမှာတော့အမခန်းဂုဏ်ယူစရာအောင်မြင်မှုတွေနဲ့ပြည့်နှက်နေပါတယ်။သူရဲ့ဘဝဖြတ်သန်းမှုနဲ့အောင်မြင်မှုတွေကထူးခြားသောချက်တွေကိုကြည့်ရင်တော့သူကကမ္ဘာအဆင့်မီ MMA ဖွဲ့စည်းကြီးတစ်ခုမှာ middleweight light heavyweight နဲ့ heavyweight ဆိုတဲ့ weight 3ခုလုံးရဲ့ကမ္ဘာချန်ပီယံကပတ်တွေကိုတပြိုင်နက်တည်းသိမ်းပိုက်နိုင်ခဲ့တဲ့ကမ္ဘာပထမဆုံးနဲ့တူဒီသော fighter ဖြစ်ပါတယ်။သူနိုင်ခဲ့တဲ့ပွဲစဉ်အားလုံးဟာဒိုင်ပွဲရဲ့အလဲထိုးတာဒါမှမဟုတ်ချုပ်ကွက်တဲ့အရှုံးပေးတာ submission နဲ့နိုင်တာတွေကြီးပါပဲဒိုင်မက်နဲ့ကတ်နိုင်ခဲ့တဲ့ပွဲ split decision နဲ့ကတ်နိုင်ပွဲတွေခဲ့တဲ့ပွဲမရှိသလောက်ရှာပါတယ်ကြည့်ရအကောင်းဆုံးစွမ်းဆောင်ရည်တွေကိုပြသခဲ့တာကမာလီကင်ပဲဖြစ်ပါတယ်ရိုင်းနီယာဒီရီတာကိုလည်းမြန်မာပြည်သက်တွေကြိုက်အထမ်းထိုးရအောင်ထိုးခဲ့တာဟာလည်းမာလီကင်ပဲဖြစ်ပါတယ်သူ့ဘဝရဲ့တခုတည်သောရှုံးပွဲပါလို့ပြောရမယ်ဆိုရင်တော့ရူရူကိုရှုံးခဲ့တာပဲဖြစ်ပါတယ်ဒီရှုံးကိုပြန်ပြီးတော့ရှုံးကျွေးဆက်သွားနိုင်ခဲ့တာကလည်းသူ့ရဲ့ဇွဲနဲ့စိတ်သက်ခိုင်မာမှုကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ်ကစားသမားအများစုဟာကြာရှုံးချိန်မှာသာအနားယူလေးရှိပေမဲ့မာလီကင်ကတော့ကပတ်တွေကိုအကုန်လုံးပြန်လဲသိမ်းပိုက်ပြီးကမ္ဘာထိပ်တန်းချန်ပီယံနေရာမှာပဲဂုဏ်သိက္ခာရှိရှိဘဝကိုအဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်သူ့ရဲ့ပျော်နေတဲ့ပင်ကိုစရိုက်တွေနဲ့ကျိုးဝိုင်းတွေကရက်ဆက်ချန်တဲ့လက်သီးချက်တွေကြောင့်သူဟာပရိသတ်တွေအမြဲတမ်းသတိရနေမဲ့ကနွေဖိုက်တာဒူးလည်းဖြစ်ပါတယ်မာလီကင်ကစားသမားဘဝကနေနိုင်ယူကြောင်းကြေညာချိန်မှာအသက်38နှစ်ရှိပါပြီသူ့မွေးနေ့ဟာ1988ဇန်နဝါရီလ17ရက်နေ့ဖြစ်လို့ဒီနေ့ကျင်းပတဲ့ rematch မှာတော့ရူရူကိုလဲထိုးနိုင်ရပြီးကမ္ဘာထိပ်ဆုံးအဆင့်မှာပဲအသက်38နှစ်အရွယ်နဲ့အနားယူသွားခဲ့တာဖြစ်ပါတယ်အနာတိုလီမာလီကင်ဟာရုရှားနိုင်ငံသားဖြစ်ပါတယ်ကမ္ဘာအဆင့်မီဖိုက်တာဖြစ်ပါတယ်သူ့အကြောင်းနဲ့ပတ်သက်တဲ့အသေးစိတ်ချက်လက်တွေကိုပြောပြချင်ပါတယ်သူ့ကိုရုရှားနိုင်ငံခီမီရိုဗိုမြို့မှာ1988ဇန်နဝါရီ17ကမွေးဖွားခဲ့ပါတယ်အရမြင့်9ပေ17လက်မပြန်မြကို4ချိန်240ပေါင်ရှိပါတယ်ကစားခဲ့တဲ့ကလပ်အသင်းတွေကထိုင်းနိုင်ငံဖူခမ်းမြို့မှာရှိတဲ့နာမည်ကျော်တိုင်ဂါမွေထိုင်းကလပ်မှာကစားခဲ့တယ်
နောက်ပိုင်း1 Championship မှာထိုးတယ်ပေါ့လေသူ့သက်9နှစ်သားရွယ်လောက်ကလေးကအဖိုးဖြစ်သူရဲ့လက်ညှိုးမှုနဲ့ freestyle နှစ်ပန်းကိုစတင်လေ့ကျင့်ခဲ့တာပါရုရှားနိုင်ငံလုံးဆိုင်ရာနှစ်ပန်းပြိုင်ပွဲတွေမှာစုတစိတ်များစွာရရှိခဲ့ပါတယ် Master of Sport ဆိုတဲ့ပွဲတစ်ခုမှာရရှိခဲ့တဲ့သူဖြစ်ပါတယ်2016မှာတော့ martial art လောကကိုစတင်ကူးပြောင်းလာပြီးနောက်လက်ပန်းနဲ့ပြင်းထန်တဲ့လက်သီးချက်တွေကိုပေါင်းဆက်ကရှုံးပွဲမရှိစံချိန်တွေနဲ့နိုင်ပွဲဆက်ခဲ့ပါတယ်2021မှာ1 Championship နဲ့စာချုပ်ချုပ်ဆိုခဲ့ပါတယ်သူကကမ္ဘာ့စစ်မီ MMA ဖွဲ့စည်းကြီးတစ်ခုမှာဝေတန်း3ခုဖြစ်တဲ့ middleweight light heavyweight နဲ့ heavyweight ကမ္ဘာ3ခုလုံးကိုတပြိုင်နက်တည်းသိမ်းပိုက်နိုင်ခဲ့တဲ့ကမ္ဘာပထမဆုံးသမိုင်းဝင် fighter လည်းဖြစ်ပါတယ်သူရဲ့ကစားသမားဘွားတစ်လျှောက်နိုင်ပွဲရတဲ့နိုင်ခဲ့တဲ့ပွဲတွေဟာလည်းတသက်ရှင်ရှင်နဲ့နိုင်ခဲ့တာပဲဖြစ်ပါတယ်သူ့ဘွားမှာထွတ်ထိပ်ကာလလို့ပြောရရင်တော့ချန်ပီယံဟောင်းရိုင်းနီယာဒီဗစ်တာမြန်မာတို့ရဲ့ချစ်တော်ကြီးဒီဗစ်တာကိုဝိတ်တန်းတစ်ခုလုံးမှာအလဲထိုးပြီးကပတ်တွေလူနိုင်ခဲ့တာဖြစ်ပါတယ်ဒါသူ့ဘွားမှာထွတ်ထိပ်ကာလပါသူက MMA record ရပါဗျာ1 Championship မှာကစားခဲ့တာဆိုရင်စုစုပေါင်းထိုးတဲ့ပွဲ16ပွဲပါနိုင်ပွဲက15ပွဲပါအဲ့မှာ KODKO နဲ့လည်းထိုးရနိုင်တာက17ပွဲပါ6ပွဲနဲ့နိုင်ရတာ4ပွဲပါသူ့ဘွားမှာရှုံးပွဲတစ်ပွဲပဲရှိပါတယ်119ပွဲစဉ်မှာ Senegal fighter Ruru ကိုဒိုင်မှတ်နဲ့ရှုံးနေခဲ့တာဖြစ်ပါတယ်သူကဒီနေ့မေလ15ရက်နေ့မှာသူရှုံးခဲ့တဲ့ Ruru ကိုအကောင်းဆုံးပြန်ပြီးတော့လက်စားချီနိုင်ခဲ့ပါတယ်မာလီကင်ရဲ့ပြင်းထန်လာတဲ့လက်သီးစွမ်းရည်ကိုကဘာကအစတင်ပြီးတော့သတိပြုမိခဲ့တာကKiri Grishenko နဲ့2022ဖေဖော်ဝါရီလမှာထိုးခဲ့တဲ့ပွဲပါဒုတိယအချိန်မှာမာလီကင်ရဲ့ပြင်းထန်တဲ့ညာလက်သီးနဲ့အလဲထိုးနိုင်ရရှိခဲ့တာဖြစ်ပါတယ်အဲ့ဒီကလေးကစပြီးတော့သူ့ကိုပြင်းထန်လာတဲ့လက်သီးချက်ကိုသတိပြုမိကြတာဖြစ်ပါတယ်1 Championship Heavyweight ယာယီကမ္ဘာချန်ပီယံကပတ်ကိုပါပထမဆုံးစုခူးနိုင်ခဲ့တဲ့ပွဲပါဒုတိယဝိတ်တန်းချန်ပီယံဖြစ်လာတာက Rainier Derrida နဲ့2022ဒီဇင်ဘာကထိုးခဲ့တဲ့ပွဲပါအလဲထိုးနဲ့နိုင်ရရှိခဲ့ပါတယ်ပထမအချီ4မိနစ်ခွဲကျော်မှာပဲအလဲထိုးနဲ့နိုင်ရရှိခဲ့ပါတယ်အဲဒီတော့ကရှုံးပွဲလုံးဝမရှိသေးတဲ့ဝိတ်တန်းနှစ်ခုချန်ပီယံနယ်သာလန်စတာ Rainier Derrida ကိုပထမအချီမှာတင်ချေမော့အောင်ထိုးထည့်ခဲ့တာဖြစ်ပါတယ်အဲဒီနောက်ဒုတိယမြောက် light heavyweight ကပတ်ကိုလူယူခဲ့တာဖြစ်ပါတယ်2023ဇွန်လအာဂျန်ဘူလာကြီးနဲ့ heavyweight တန်းလူပွဲတတိယအချီမှာပဲဒိုင်ဘွဲရဲ့ TKO နဲ့အာဂျန်ဘူလာကြီးကိုအနိုင်ရရှိခဲ့ပါတယ်heavyweight champion heavyweight ရဲ့တရားဝင်ချန်ပီယံပေါ့နော်အဲ့တော့အာဂျန်ဘူလာမာလီကင်ကကျတော့ heavyweight ရဲ့ယာယီချန်ပီယံပေါ့ဒါကကပတ်နှစ်ခုပေါင်းစိန်ခေါ်ပွဲလည်းဖြစ်တယ်ဗျမာလီကင်ကကျိုးဝိုင်းတော့မှာဖိပြီးတော့ heavyweight တန်းရဲ့အငင်းပေါ်မှာမရှိတူဒီတော့ချန်ပီယံဖြစ်လာပါတယ်နောက်ပြီးတော့ middleweight title စုပေါ့ဗျာတမ်ဘဲကတော့ Rainier Derrida ပေါ့2024မတ်လကထိုးတာတတိယအချိန်မှာ Derrida ကပွဲမဆက်နိုင်တော့ပဲနှုတ်ထွက်သွားတဲ့အတွက်ဒိုင်ဘွဲရဲ့နဲ့နိုင်ရရှိခဲ့ပါတယ်မာလီကင်ကဝိတ်တန်းထက်ချပြီးတော့ middleweight ကပတ်ကိုပါလူခဲ့တဲ့အတွက်ကမ္ဘာ MMA သမိုင်းမှာဝိတ်တန်း3ခုလုံးရဲ့ကမ္ဘာချန်ပီယံကပတ်ကိုတပြိုင်နက်တည်းသိမ်းပိုက်နိုင်သူဖြစ်ကမ္ဘာပထမဆုံးသမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့ fighter ဖြစ်ပါတယ်ဒီနေ့ရူရူနဲ့ပွဲမှာဆိုရင်သူ့အနေနဲ့အကောင်းဆုံးလက်စားချိန်ပြီး heavyweight ကပတ်ကိုပြန်ပြီးတော့သိမ်းပိုက်ခဲ့ပါတယ်အဲဒီနောက်မှာပဲကစားသမားဘဝမှာတရားဝင်အနားယူကြောင်းကြေညာသွားပါတယ်အခုပြောခဲ့တဲ့ပွဲ5ပွဲလုံးကဒိုင်အမှတ်ပေးမှုကိုမဟုတ်ဘဲနဲ့အလဲထိုးစနစ်နဲ့သာအနိုင်ရခဲ့တာဖြစ်ပါတယ်မာလီကင်ဟာသူ့ရဲ့ကစားသမားဘဝအချိန်တော်တော်များများကိုရုရှားနိုင်ငံသားဖြစ်ပေမဲ့ထိုင်းနိုင်ငံဖူးခက်မှာပဲအခြေချတယ်ဗျအဓိကကြောင်းရင်းတွေအားဗျာသူကဖူးခက်မှာရှိတဲ့ကမ္ဘာကျော်တိုက်ကောက်ပွေထိုင်းကလပ်ရဲ့အဓိကဖိုက်တာတို့ပါအဲ့ဒီကလပ်မှာကမ္ဘာ့စမီ MMA ဖိုက်တာတွေနီးပြတွေနဲ့တူနေစဉ်ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်မာလီကင်ထိုင်းနိုင်ငံရာသီဥတုအစားအစာလူနေမှုပုံစံကိုအရင်သဘောကျပါတယ်သူကထိုင်းနိုင်ငံကိုသူ့ရဲ့ဒုတိယအိမ်လိုအမြဲတမ်းထုတ်ဖော်ပြောလို့ရှိပါတယ်သူတင်ဦးတဲ့နေမှာပဲသူ့ရဲ့ဇနီးအန်နက်စတာစီယာပေါဝင်မိသားစုလိုက်ဖူးခတ်မှာအဒီတကျရွှေ့ပြောင်းနေထိုင်ခဲ့တာဖြစ်ပါတယ်1 Championship ပွဲအများစုဟာထိုင်းနိုင်ငံဘန်ကောက်မြို့ကလုံပတီမှာကျင်းပတာများလို့ဖူးခတ်မှာနေထိုင်ခြင်းကလည်းခီးသွားလာရလွယ်ကူပြီးပွဲအတွက်ပြင်ဆင်တာပို့ပြီးတော့ထိရောက်ပါတယ်အခုသူကစားသမားဘွားကအနားယူသွားပြီးဖြစ်တဲ့အတွက်ထိုင်းမှာပဲဆက်အခြေချမလားရုရှားကိုပဲပြင်မလားဒါဟာစိတ်ဝင်စားစရာဖြစ်ပါတယ်အနာတိုလီမာလီကင်ကတော့1 Championship မှာလည်းအကြီးကျယ်ဆုံးကနွေဖိုက်တာဖြစ်လဲသမိုင်းတွင်သွားပြီဖြစ်ပါတယ်ဘာဖြစ်လို့လဲဘယ်သူမှမလုပ်နိုင်သေးတဲ့ကပတ်3ခုရဲ့ချန်ပီယံစံချိန်နောက်ပြီးတော့1မှာထိုးတဲ့ပွဲတွေမှန်သမျှမှာ 100% နီးပါးအပြတ်အသတ်နိုင်ရရှိခဲ့မှုတွေနောက်ပြီးတော့
heavyweight ကပတ်ကိုဆုံးရှုံးခဲ့ရချိန်မှာစိတ်သက်လုံးဝမကြပဲပြိုင်ဘက်ကိုပြစ်ပြစ်သားသားအလဲထိုးပြီးချန်ပီယံဖြစ်ချက်ချင်းတုံ့ပြန်နိုင်တာလေနောက်ပြီးတော့ one championship ရဲ့အချစ်တော်ဖြစ်တာလေone out ချက်ထရီကိုပွဲကြည့်ပြီးပွဲကြမ်းလေးရှိတဲ့မူရာတွေကြောင့်ပရိသတ်တွေရဲ့ရင်ထဲမှာသူ့ကိုအမြဲတမ်းဆွဲထင်နေတာဖြစ်ပါလေမာလီကင်အနားယူသွားပြီးဖြစ်တဲ့အတွက်သူ့ရဲ့ချန်ပီယံကပတ်3ခုဖြစ်တဲ့ heavyweight light heavyweight နဲ့ middleweight အတန်း3တန်းမှာတော့ဘယ်သူကချန်ပီယံဖြစ်လာမလဲဆိုတာone championship ကပွဲတွေစီစဉ်ရတော့မှာပဲဖြစ်ပါလေအနာတိုလီမာလီခင်ကြီးဟာသူ့အနေနဲ့MMA လောကကနေအနားယူသွားပြီမဲ့ပါဆက်လို့မလဲသူဟာနီးပြလုပ်ဖို့ရောဂျင်းဖွင့်ပြီးတော့စီးပွားရေးလုပ်ဖို့ပါနှစ်ခုလုံးကိုကြိုတင်ပြင်ဆင်စီစဉ်ထားပြီးဖြစ်ပါတယ်မာလီခင်နဲ့သူ့ရဲ့ဇနီးအန်နီတာတို့ဟာထိုင်းနိုင်ငံမှာပဲကိုပိုင်အစမြင့် MMA ဂျင်းခုကိုတိုင်တိစောက်ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်ဒါအပြင်ရုရှားနိုင်ငံအယ်တိုင်းတောင်တန်းဘက်မှာလည်းဇနီးဖြစ်တဲ့တူရိုးရရင်နှွေးမှုရေချိုးကန်စီးပွားရေးလုပ်ငန်းတွေကိုပါတိုးချဲ့လုပ်ကိုင်ထားပါတယ်မာလီခင်ကပြောမှုပါတယ်ကျွန်တော်ဟာနီးပြတူအဖြစ်ရည်မှန်းချက်တွေအများကြီးရှိတယ်လို့ထုတ်ဖော်ပြောမှုပါတယ်သူကိုပိုင်ဂျင်မှာ one chance အမည်အတိုက်ခိုက်ရေးအသင်းကိုဖွဲ့စည်းထားပါတယ်ရုရှားနဲ့အာရှတိုက်တလွှားမှာထိပ်သီးလူငယ်ဖိုက်တာတွေကိုခေါ်ယူပြီးကမ္ဘာအဆင့်မီချန်ပီယံအသစ်ဖြစ်လာစေဖို့သူကိုယ်တိုင်အဓိကနီးပြအဖြစ်တာဝန်ယူပြုစုပြောထောင်နေပါတယ်မာလီခင်သူ့ရဲ့အဓိကအသက်သွေးကြောဟာမိသားစုဖြစ်ပြီးထူးသဖြင့်သူ့ရဲ့သားဖြစ်သူကိုအချိန်ပေးကပြုစုပြောထောင်ခြင်းစပိန်စီကစားခြင်းနဲ့ဘဝကိုအေးစစ်စစ်ဖြတ်တန်းသွားဖို့ပဲဖြစ်ပါလိမ့်မာလီခင်ကျိုးဝိုင်းတွေကနေထွက်ခွာသွားပြီမဲ့ကျိုးဝိုင်းပြင်မှာတော့ကိုပိုင်လုပ်ငန်းရှင်ဖြစ်ရောမျိုးဆက်သစ်ချန်ပီယံတွေကိုမွေးထုတ်ပေးမဲ့နီးပြဖြစ်နေပါMMA လောကမှာဆက်ရှိနေအောင်မှာဖြစ်ပါလိမ့်